ဟုတ်ကဲ့မင်္ဂလာပါဗျာမရပါလေခေါင်းနဲ့ဆက်ပြပါဒီတခါပထမဆုံးဘူးတော့မလို့ပါနော်တရှင်းမရတဲ့အတွက်ခေါင်းနဲ့ဆက်ပြပါလို့ဒီလာကမလာရဲ့အောက်ကလိုက်စားဖို့တာအချစ်တို့ပြောဝင်လီတို့ကြည်တိတ်တို့ရှိခဲ့သူရာမင်းဒီမှာပါဒီနေရာဒီအရေးမှာနာပလို့ဘူးဖေးရမင်းတွေ့ရရင်နာစမ်းမြခုတဲ့နှလုံးသားကစိတ်စိတ်ဝါဒီကရင်နိုင်ကိုခွဲပါတော့ယုံကြည်မှုလို့ထားခဲ့ပါတော့ရန်လူရှိရတဲ့ဒီကိုယ်ကမှပဲရှိပါလေတော့ဖေပါမရပါလေခေါင်းနဲ့ဆက်ပြပါလို့စာဖက်နဲ့တလို့ဖြစ်ကြလို့ရှိလေခေါင်းနဲ့ဆက်ပြပါနော်တရှင်းမရတဲ့အတွက်ပါလို့ကူလို့ဆိုရတော့နော်အမရဲ့Ya que malayo kalje kote shido pyowini doji no shiro shike bura me di maba jiniya di ye manamano bubwe kiya me de samya gida no dag ba sai sai mwa chiga yinai ko wi ba do yuji muro ta ki ba doမြတ်လို့ရှိရတဲ့သူကိုအမောပဲရှိပါစေတော့မသိလို့မရစေဘူးခဏလေးတွေ့ရှိခဲ့ရလားငါလိုလူအညတရားကိုအပြုသဘောနဲ့တွေ့ခဲ့ရလားအေးရမြည်တွေစီစီမြတ်တဲ့ရှိတူပမာနေငါလေးမမြတ်တရားမိမိကခဏတာငါဘိကတနည်းမှမမရပါတရှင်လေးဝစာဖက်နေတယ်လို့ဖြစ်နေတဲ့အတွက်လက်မမိတဲ့အတွက်ခွန်လည်းနဲ့ဆက်ပြတာတော့နောက်ဒီတရှင်လေးကောင်းကောင်းရတဲ့နေ့ကြလို့ရှိရင်အတူပြန်ဆောင်ခဲ့တဲ့နေ့ကြပြန်ဆော့ပေးမယ်လို့ခလနာစေမတော်ရှိတဲ့ရှိမှများအလောပြုတ်ကိုစနေတဲ့ချမ်းမရှင်းပါစေလို့မောင်လေးစစ်တော်ပဲလို့နော်ဒီရကမလာရဲ့အောက်ကလိုက်တဲ့ခိုတာအချစ်တို့ပြောမင်းဒီလိုကြည်တိတ်တူရှိခဲ့ကူရာမင်းဒီမှာပါဒီရဒီအရေးမှာနာပလို့ဘူးခင်ရမင်းတွေ့ရရင်နာစမ်းမြခုတဲ့နှလုံးသားကဘာစိတ်စိတ်ဝါရှိတာရင်နိုင်ကိုခွဲပါတော့ယုံကြည်မှုလို့ထားခဲ့ပါတော့ရန်လူရှိရတဲ့လူကိုယ်ကမှပဲရှိပါလေတော့မသိလို့မရစေဘူးခဏလေးတွေ့ရှိခဲ့ရလားငါလိုလူအညတရားကိုအပြုသဘောနဲ့တွေ့ခဲ့ရလားအေးရမြည်ဒီလိုစီစီမရှိတွေ့ကိုပမာလေးငါလေးစကားချီလွန်လာတယ်မမေရမမရသူရမိမိကခဏတာငါမိကတနည်းမှမမရပါဒီတရှိကိုအခုမှစုကြည့်တွေ့မရရင်လည်းခုလိုပါလားရှိစွာသူရှိမတို့ရဲ့ကျေးဇူးတင်ပါတယ်ဗျာမမနော်